ကဲဒီနေ့နောက်ထပ်2ကောလောက်ထပ်ပေါ့ဒီနေ့က E minor A minor D minor ပြီးသွားပြီနော်အဲ့ဒီနေ့ကျွန်တော်ပြန်ပြပေးမယ် E minor A minor D minor ပြီးသွားပြီအဲ့ D minor ရဲ့ left position ကိုကြည့်ရမှာနော်အဲ့ D minor အတိုင်းကိုကျွန်တော်တို့ G ကိုခုန်တက်မယ်ဘယ်လိုခုန်တက်မလဲဆိုအဲ့ဒီအတိုင်းလေးလာမယ်နော်အဲ့ဒီအတိုင်းပဲလာမယ်ဟောဒီလက်တကြွယ်ဒီလက်ကလေးဒီ6ကျိုးထိတက်5ကျိုးထိတက်လက်တကြွယ်ဒီ6ကျိုးထိတက်ဟာဒီပုံစံအတိုင်းလေးကိုပြောင်းပြန်လေးပေါ့ဟာဒီလိုရှိထားတဲ့အရာဟောဒီလိုပြန်လုပ်လိုက်တာပေါ့ဒီလိုရှိထားတဲ့အရာကိုဒီလိုပြန်လုပ်လိုက်တာဒီလိုပေါ့လက်ကအဲ့လိုပြောင်းလိုက်ပါနော်လက်ကတချောင်းချင်းတွားရွှေ့နေခန့်နေလို့ကျွန်တော်တခါလေကျွန်တော်ရအောင်လုပ်ခဲ့တော့ပုံလေးကိုကျွန်တော်ပြပေးတာအဲ့တော့ဒီမန်းသားဒီလိုရောက်တဲ့အချိန်မှာဟာလက်ကိုတူတူလေးပြောင်းလိုက်တာပြင်ပြီးတော့ပြောင်းပြန်လှည့်လိုက်တာဟာလားအဲ့လိုမျိုးနော်ဘာလို့လက်တကြီးအောက်မှာရောက်နေလဲလက်တကြီးအပေါ်ပြန်တင်လိုက်တဲ့သဘောပဲနော်လက်တကြီးမှာအောက်လက်တကြီးအပေါ်ပြန်တင်ပြီးတော့6ကျူးနဲ့5ကျူးဒီလိုလမ်းဖမ်းထားလိုက်တယ်ဟာလား6ကျူးနဲ့5ကျူးလမ်းဖမ်းထားလိုက်တယ်အဲ့ဒါပြီးသွားပြီဆိုရင်အဲ့ဒါရင်ပြီးအောင်ကျင့်အဲ့ဒါပြီးသွားပြီဆိုရင်ဒီလက်တန်းလေးကိုဟိုးတစ်ကျူးလေးမှာထည့်ဟာတစ်ကျူးရင်တော့ထည့်ပထမထည့်မရောမရဘူးဒီလိုကြီးကတ်ဆောင်းနေလိမ့်မယ်လက်တန်းဒီလိုမျိုးရောက်ဒီလိုမျိုးဒီဒီဇိုင်းတွေဖြစ်နေလိမ့်မယ်နော်အမျိုးစုံလာဘူးအမတူပဲလာတယ်ဒီမျိုးတွေလာမယ်ဟိုကျွန်တော်မရမကောက်ကျွန်တော်ပထမလက်တန်းညက်သွားတယ်ဆိုရင်ဒီမရမကကျွန်တော်ဆွဲထုတ်တယ်ဆွဲထုတ်ရအောင်လက်နဲ့လို့တင်တယ်ထောက်ပြီးမှမြဲထောက်ပြီးဖိချထားတယ်ဖိချတိုင်းလက်အသားကြီးကဒီဇိုင်းဖြစ်နေတတ်တယ်ဒီဇိုင်းကြီးမိသွားတတ်တယ်ဘလို့ဒီဇိုင်းကြီးမိနေတတ်တယ်အဲ့ဒါဆိုလည်းအဲ့လိုပဲကျွန်တော်အဲ့ဒီဇိုင်းတိုင်းဖိပြီးရအောင်တီးတယ်အတန်ထွက်လာတယ်ပြီးတော့လက်ကိုရအောင်ထောင်းလို့ပြန်လှည့်တယ်တီးတယ်လှည့်တယ်တီးတယ်ဒီမှာလည်းအဲ့လိုပဲအသားတွေနဲ့မလွတ်ဘူးဆိုရင်ဒီကောင်ရရအောင်လိုက်ပြီးလို့ရွှေ့ရွှေ့ကြည့်တယ်အဲ့ဒါဆိုဂျီကအတန်ထွက်လာလိမ့်မယ်နော်ဂျီကိုလက်တန်းနဲ့လေ့ကျင့်တာလည်းကောင်းတယ်ဒီကောင်နဲ့လည်းလေ့ကျင့်လို့လည်းရတယ်နော်အဲ့ဒါနောက်တစ်မျိုးနောက်မှလေ့ကျင့်တယ်ကိုကဒီလက်တန်းနဲ့ပဲလေ့ကျင့်တယ်ဘာလို့လဲလက်position လေးဒီမှာကြိုက်တော့ကိုကကြိုက်တဲ့ပုံစံလေးနဲ့လက်မပြောင်းအောင်ပဲနေရတယ်ပေါ့နော်အဲ့တော့ဒီမိုင်းနာနဲ့Gပြောင်းမယ်ဆိုရင်လက်တကြွယ်ကဒီမိုင်းနာမှာအောက်မှာရှိနေတယ်အဲ့ဒါတော့အပေါ်ပြန်တင်မှာလက်တကြွယ်အပေါ်တင်လို့လက်ခနဲ့ဒါပဲလက်တကြွယ်လူရွှေ့လိုက်တယ်နော်ဒီမိုင်းနာနဲ့လက်တကြွယ်လူတင်ထားလိုက်တင်ထားပြီးမဟုတ်6ကျိုးစီတင်လိုက်တယ်လက်ကလေးတွေသူပုံစံတိုင်းလိုက်ပေါ့ဘာမှမရွှေ့ဘူးနော်ဒီမိုင်းနာလက်ကလေးလူပေါ်လေးရွှေ့လိုက်တယ်ဟောဒီလိုဖမ်းကန်တယ်အဲ့နှစ်ကျုံးပြီးသွားရင်အဲ့နှစ်ကျုံးပြီးသွားတဲ့အချိန်မှာဒီလက်တန်းမထည့်နိုင်တဲ့လူအတွက်ဆိုရင်အသားလေးလက်တန်းဟိုကတတစ်ကျုံးဒီမထည့်အောင်ရှော့တီးသွားတယ်ပေါ့အချင်းတီးခြင်းတဲ့လူကတော့အဲ့လိုဟိုညာတီးသွားတဲ့သဘောလေးပေါ့ဒါတော့ဒီလိုတော့အချင်းတီးခြင်းတော့လေဒါပေမဲ့ဂျီကဒီတန်မပိုင်ဘူးဆိုလို့မကောင်းဒီတစ်တန်မပိုင်ဘူးဆိုလို့မကောင်းတစ်မှလေးလက်တန်းနှိပ်ထားတဲ့အတန်မပိုင်ဆိုလို့မကောင်းအဲ့တော့ကျွန်တော်လက်တန်းကိုရအောင်ထည့်အောင်မရရင်တော့ဘလို့မှဂျီတန်တဲ့ချင်းဆိုလို့မရဘူးဝင်လို့လည်းမရဘူးကီးပါချောင်းအောင်နော်အဲ့ဒါကြောင့်မလို့ရအောင်လက်တန်းကိုထည့်ရမယ်နော်တချို့ကတော့ဒီလိုမျိုးကိုင်းတယ်လက်တကျွေးနဲ့လက်ညှိုးနဲ့လက်ကလေးနဲ့အဲ့လိုကိုင်းတယ်ရတယ်မရအောင်လို့ဒါပေမဲ့အတူတူပဲဒီမှာလက်ပုံရှင်ကြနေတဲ့ပုံစံအတိုင်းကျွန်တော်ပြပြအရင်ဆုံးကျွန်တော်တို့နောက်ပိုင်းကျွမ်းကျင်ဝင်ဘာနဲ့ပဲပြောင်းကန်တယ်ပြပြီးရသွားလိမ့်မယ်နော်ကျွန်တော်လည်းဒီမှာအခုလက်သက်ကျွေးဒါဆိုမှန်ဆိုရင်ကျွန်တော်တို့ဒီမိုင်းနာဒီတိုင်းကန်တယ်ဒီမိုင်းနဲ့ကန်ဒါပေမဲ့စတင်ခဲ့တော့ဒီလိုမျိုးတင်ရတာအဲဒါပေမဲ့ကိုယ့်ကိုနောက်ပိုင်းဆရာတွေရှိရတော့ဒီလိုကန်ဆိုဒီလိုကန်တယ်ကန်နဲ့အဲ့ဒါကိုတော့အဆင်ပြေသွားတော့ဟိုကောင်မလေးပြန်ကျင်ရတယ်ဒီလိုဘယ်လိုမျိုးပုံလို့ဆိုကျင့်ထားမှာပဲကျွန်တော်ကရမှာလက်သက်ကျင်နဲ့ကန်လက်တန်းနဲ့ကန်ဆရာကြီးကန်တယ်လို့ကန်ဂျီဆိုတဲ့လူကဒါလည်းပဲကန်ဒါလည်းပဲကန်ဘလို့ကန်အဆင်ပြေအောင်လေ့ကျင့်ထားတာနော်အဲ့တော့ဒီနေ့ကျတော့မဂျီနော်ဒီမိုင်းနာနဲ့ဂျီနော်ဂျီပုံစံအတိုင်းလေးပဲဆင်လာပြီအောက်လေးကိုတကြိုးချင်းစီဆင်လိုက်တယ်တကြိုးချင်းစီကိုအခုနဒီမိုင်းနာမှာနှစ်ကျိုးထောက်ထားတဲ့ဟာကိုတကြိုးပြန်ထောက်ဒီမိုင်းနာထောက်ထားတဲ့လက်ညိုးဒီမိုင်းနာနေရာမှာပြန်ထောက်လိုက်တယ်စီဖြုတ်ပါပြီဟုတ်လားအခုကဂျီတော့ဒီမှာဂျီကိုတကြိုးချင်းအောက်ချလိုက်တယ်အမမို့တကြိုးချင်းအောက်ချလိုက်တယ်ပြီးသွားရင်ခုနA minor မှာထောက်ထားတဲ့ညိုးပြန်ထောက်လိုက်တယ်ဟုတ်လားနှစ်ကျိုးမှာတစ်ကွက်မှာနှစ်ကျိုးပြန်ထောက်လိုက်တယ်စီဖြုတ်ပါပြီအဲ့တော့ဂျီနဲ့စီနဲ့ဒီနေ့ပို့ပြီးတယ်နော်ကျွန်တော်လေ့ကျင့်မယ်ဒီနေ့ဂျီနဲ့စီနဲ့အဲ့တော့ဘယ်နဲ့ဂျီဒီဘယ်လိုပြောင်းလဲလာလဲဒီ minor ကနေပြီးတော့အသားလေး
လက်တကြွလေးလိုတီးပြီးတော့ကျွန်တော်တို့ပြောင်းလဲလိုက်တော့လက်တန်းကိုတကြိုးထောက်တခါထပ်ပြီးတော့ဒီစီကိုပြန်ပြောင်းမှုကြတော့တကွချင်းပြန်ပြီးတော့အောက်ချလိုက်တယ်ပြီးရင် minor ရောက်ထောက်နေကြလက်မျိုးလေးကိုထောက်ပြီးလိုက်တယ်အဲဆိုရင်စီဖြစ်သွားအဲ့တော့ဒီနေ့ကိုက G နဲ့စီလဲရမယ် G တန်ကတော့အကုန်လုံးပြတဲ့6ကျုံးပြည့်တီးရပါမယ်ဒီကြားတွေကအတန်လေးတွေပြီးအောင်တီးရပါမယ်ဒါတွေဒီလိုပြောင်းလို့တော့ G တန်လုံးမလှဘူးဒီမှာကျွန်တော်တီးပြမယ်နော်အခုဖြောက်ထားတဲ့အတန်ဟုတ်လားအဲ့မှာဒီတိုင်းပါတယ်တကယ် recording တွေမှာဒီမဲ့တချင်းတွေမှာဆိုမှလို့အဲ့ဒီတိုင်းကြားလိုက်တာနဲ့လုံးဝနားမအောင်အဲ့တော့သားတွေတော့ထိမယ်မမြည်ပါဘူးပုံမှန်ပိုင်းနောက်ပိုင်းမှမြည်မှာပါမရမကကျင်ရမှာပါပဲဒါကတော့နော်အတန်းစီလည်းဒီလိုပဲထောက်မရပါဘူးလိန်နေလိမ့်မယ်ကိုယ်နေလိမ့်မယ်ကောက်နေလိမ့်မယ်ကတ်နေလိမ့်မယ်အမျိုးမျိုးဖြစ်မယ်ဒါမှကိုကအဲ့တော့ရအောင်ပြန်သူကြီးချို့လက်တွေကတ်ပြီးအတန်းထောက်အောင်လုပ်တာဆဆအတန်းထောက်အောင်လုပ်တဲ့အချိန်မှာလူကဘလူပုံစံကြီးပဲရွှေဆောင်းလေးကြီးဆောင်းလေးရအောင်ထောက်အောင်လုပ်တာအတန်ထွက်လို့ငြိမ်သွားပြီဒီလက်ကအသားကျသွားပြီဆိုတော့မှလက်ပိုသေးရှင်ကြောင်းကိုပြောင်းအောင်အဲ့ခါကျရင်လက်ကတူတူလဲပြောင်းလာလည်းမှန်အောင်ဒီလိုလက်တွေပဲကတ်ပြီးဘလူးမဆိုအတန်ထွက်အောင်လုပ်ဒါမဲ့လက်ပိုသေးရှင်ရဒါပဲလာနေမယ်နောက်ပိုင်းနောက်ဆုံးအဆင့်ဒီလိုပဲပြင်ပြီးမှန်သွားလိမ့်မယ်ဒီလိုမျိုးကတ်မှအတန်ထွက်တယ်ဆိုတဲ့လူတွေလည်းအချိန်နဲ့ဒီလိုမှပဲထွက်လာလိမ့်မယ်နော်အဲ့တော့လက်ကိုဒီလိုနဲ့ပဲရအောင်ကျင့်ပါဘလို့မှဒီလိုပုံစံနဲ့အချင်းရပါပြီဆိုပြီးတီးလို့ရမယ်မထင်နဲ့တကယ်တချင်းတွေကျန်းလာတယ်တချင်းတွေကြီးလာတယ်ဆိုရင်ဘလို့မှမရဘူးဒီလိုလည်းပဲရအောင်လုပ်ပါဒီလိုလေးမှထွက်တယ်ဆိုတာမှန်တယ်တချို့တွေကဒီလိုလေးတွန်းလိုက်ထွက်လာတာရှိတယ်ဒါပေမဲ့အဲ့ဒါကြီးပဲအမြဲတမ်းသွားလို့လည်းမရဘူးအဲ့လိုမိသွားလို့ထွက်လာလဲနောက်ပိုင်းကျရင်လိုလေးလက်ကထွက်လာလိမ့်မယ်ဟုတ်လားနော်ဒါလို့ဒီဘက်ကော်တွေခိုင်းတဲ့ကပြန်ပြောင်းလာလိမ့်မယ်အဲ့ဒါဆိုလိုပဲဖြစ်လက်ကို position ဒီ90 degree လေးဖြစ်အောင်လုပ်ပါအတန်လေးတွေပြည့်ချင်းအောင်လုပ်ပါဒီလိုမှမကြအောင်အတန်ထောင်းတချိုးလေးအဲ့လိုတည်ကြည့်ပါနော်တည်ကြည့်ပြီးတော့မှအကုန်လုံးတော့တောင်းခံမယ်အဲ့ဒါဆို G နဲ့ C နဲ့ဒီနေ့ခံမယ်နော် C ရတာမျိုးသစင်ကြီးတွေအောက်သွားတယ်ဟုတ်လားတချိုးချင်းအောက်ချလိုက်တယ် E minor ရဲ့လက်မျိုးလေးပြန်ထောက်ပြလိုက်တယ်အဲ့ဒါ C ဖြစ်သွားပြီအဲ့တော့ G C နှစ်ခုလုံးမှာ C G ဒီကျိုး6ကျိုးလို့တီးရ C ကြတော့ဒီ6ကျိုးမတီးတော့6ကျိုးတီးမယ်ဆိုတော့ဖိပြီးနေအောင်ဒီလိုမျိုးတီးပေါ့ base ဝင်ပေးရမယ်ပေါ့ G base ဝင်စီအဲ့လိုမဖြစ်အဲ့တော့ဒီကောင်မတီးနော်အများဆုံးမတီးတာအကောင်းဆုံးပဲဟိုပါဝါတော့နည်းနည်းပါတူသက်ပါဝါဆိုကိစ္စမရှိဘူးအရင်ထင်းထင်းရှားရှားပါဝါတော့အကောင်သူ့ PD ရဆိုမကောင်ကတော့ဒီလိုဒီ6ကျိုးဒီ C အတွက်မသုံးပါဘူးထဲလို့လည်းမရဘူးအတန်လည်းမှန်ဘူးသူ့အတွက်လည်းမသုံးဘူးအဲ့အတွက်ကြောင့်ဘူး6 C တီးတဲ့ခါကျရင်6ကျိုးကိုအတန်လေးတော့ခုနကနံပါတ်လေးနဲ့ဖြောက်ထားပြီဖြောက်ပြီးခုနပြောလို့တီးနေသူ့ရှောင်းတီးဒါတီးမယ်ဆိုလည်းအတန်သိပ်မကြားလောက်အောင်ပဲပါသွားရတယ်နော်အဲ့လိုမျိုးတီးမယ်နော်သူ့ရဲ့ formula အရဆိုတော့ဒီ6ကျိုးဒီ C နဲ့မဆိုင်ဘူးနော် C ကောနဲ့လည်းမဆိုင်ဘူးအဲကြောင့်လို့ကျွန်တော်ဒီဟာကို C ကိုကျတော့အဲ့လိုတီးဟုတ်ပြီနော် G ကတော့အဲ့လိုတီးလို့ရတယ်အဲ့တော့ဘယ်လိုတီးမလဲ1 2 3 4 1 2 3 4အဲ့ဒါတော့တီးပြရတယ်ဒီ G မှာရော1 2 3 4ကို15မိနစ်လောက်ခန့်နေလဲရတယ်ဒီကမှန်နေဖို့ပဲเนาะ C မှာလည်းဒီလိုပဲခန့်နေမှာပဲဒီက up တွေလည်းခန့်မယ်ညီနောင်ထောင်းတွေလည်းခန့်မယ်အဲ့လိုခန့်မှရမှာเนาะအဲ့တော့ကျွန်တော်အဲ့ဒါဆိုရင်ဒီနေ့ကိုပါကော်ရီဖြိုးပါပြီဆို C E minor D minor G เนาะ E minor D minor G C E minor D minor G C အဲ့ဒီရအောင်เนาะအဲ့လိုတစ်ချက်ချင်းဒီရအောင်လေးထီကိုကျွန်တော်ပေးခြင်းပါဖြစ်ပါတယ်ဒီလိုမျိုးကောဒါရိုက်ချက်တွေပါဘယ်တော့မှတော့ကျွန်တော်တို့ဒီလိုတစ်ချက်ချင်းဒီထိကျွမ်းကျင်တော့အောင်ကျွန်တော်တို့ရလောက်ကောင်းမှာဖြစ်ပါတယ်ဒီနေ့တင်နေတာကတော့လောင်းနေချင်ရပါတယ်အားလုံးကျေးဇူး